ကျွန်တော်ဒီနေ့မှာတော့ CV တက်ပြမှာဖြစ်ပါတယ်ဘုံလုံးဆုံးလေးတိုက်ကြည့်ပေးကြပါဦးတော့ CV တက်ပြပါပါအဲ့တော့ကျွန်တော်တို့ CV တော့တက်ကြပါမယ် Okay let's go CV တော့တက်ကြမယ်ယိုးကျွန်တော်တို့မှာ white ကောက်ရတယ် spider ကြီးကောက်ရတယ် CV တော့တောင်းလို့လုံးနေကျွန်တော်ဟိုပြန်တော့ free roll ထားမှာတို့လား draw လိုက်တယ်တော့ကောက်ရတာပါ spider ကောက်ရတယ် spider Okay အဲ့တော့ကျွန်တော်သွားမယ် CV တော့တက်မယ်Okay ကျွန်တော် CV ရောလိုက်ရှာနေတယ် CV မတွေ့သေးဘူး CV ရှာနေတယ်မတွေ့သေးဘူးကျွန်တော်ကြားနေတော့ရှာတော့ကျွန်တော်ရှာတော့ကြားနေ Okay oh CV boy CV လိုက်ချ Mr. Puncha မထီးပါရောအားလုံးပုံအောင် what the hell ပြန်ပေါ်လိုက်ချကြံကိုနှိပ်ဟုတ်ပြီချဝါဟာဟိုလေးချဒီတော့မဒီယမအဝေးလုံးဝမဖြစ်သေးဘူးချလိုက်ချမရဘူးကချလေးဟာဟိုဒီဘောကွာဟာရှောပါပြီစင်ပြေတော့ဝါစီးပြီးတာ Okay ကျွန်တော်ပြောပါမယ်ဘာလို့ကျွန်တော်တေးသွားလဲဆိုတော့ဒီ separate fruit ကြောင့်ပါဒီ fruit ကလုံးဝမကောင်းစီးပြီးတက်လို့ဘယ်နေရာမှမကောင်းပြီးချနေရလည်းမကောင်းတော့အဲ့တော့ဘာလို့မလဲဆိုတော့ဒီ fruit ကြောင့်ပါဒီ fruit မကောင်းဘူးကောင်းဆိုတည့်တဲ့အတိုင်းပဲဘယ်သွားမလဲဒီညသွားမယ်မကမထုံမယ်ဟုတ်ပြီးရင်ပေါ့မကမစားမယ်မကမစားမယ်ရောစားလိုက် Okay အဲ့ပြီးကျွန်တော်နောက်ကျရင် video လုပ်မယ်ဒါပဲသမင်းသားလေးဘသူအောင်တပူပြိတ္တချီအဘသူကိုချစ်အဘူကိုချစ်